ပိုင်းသတိလေးတွေအားလုံးပဲမင်္ဂလာပါရှင်ပထမဆုံးအနေနဲ့ပိုင်းသတိလေးတွေရဲ့ energy ကိုကြည့်ပြရမယ်ဆိုလို့ရှိရင်ပိုင်းသတိလေးတွေကပိုင်းသတိလေးရဲ့ energy ကိုကြည့်ရမယ်ဆိုလို့ပိုင်းသတိလေးတွေကအများအလယ်မှာတောက်ပတဲ့သူလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါနေတဲ့သူကလေးတယောက်လိုပေါ့နော်လွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါနေတဲ့သူချစ်စရာကောင်းတယ်ပေါ့နော်အများအလယ်မှာထင်ပေါ်ကျော်ကြားတဲ့သူလည်းဖြစ်နိုင်တယ်ကလေးလေးတယောက်လိုလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါနေတဲ့သူမျိုးလို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ပိုင်းသတိလေးရဲ့အတွင်းစိတ်မှာကြတော့ပိုင်းသတိလေးတွေကအတိတ်မှာဖြစ်ခဲ့တဲ့နာကျင်စရာတွေကိုတွေးပြီးတော့ဝမ်းနည်းနေတယ်တိတ်မှာဖြစ်ခဲ့တဲ့ဝမ်းနည်းစရာတွေတွေးပြီးတော့ဝမ်းနည်းနေတယ်ပေါ့နော်အကြောင်းတိုက်ဆိုင်တဲ့ချိန်တွေမှာပေါ့နော်မှာ relationship မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပထမ relationship မှာဝမ်းနည်းစရာတွေတွေးပြီးတော့ဖြစ်ခဲ့တဲ့ဝမ်းနည်းစရာတွေကိုတွေးပြီးတော့ဝမ်းနည်းနေတယ်လုပ်ငန်းမှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာဖြစ်ခဲ့တဲ့ဆုံးရှုံးခဲ့တဲ့အရာတွေကိုတွေးပြီးတော့နောက်တော့ရဝမ်းနည်းနေတယ်ပေါ့နော်အများအမြင်မှာတော့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူပေါ့နော်ဒါပေမဲ့အတွင်းစိတ်ထဲမှာတော့အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုတွေးပြီးတော့ဝမ်းနည်းတယ်အတိတ်မှာဖြစ်ခဲ့တဲ့နာကျင်စရာတွေတွေးပြီးတော့နာကျင်တယ်အတိတ်မှာဖြစ်ခဲ့တဲ့ဝမ်းနည်းစရာတွေတွေးပြီးဝမ်းနည်းနေတယ်အတိတ်မှာဖြစ်ခဲ့တဲ့နောင်တတရားစရာတွေတွေးပြီးတော့နောင်တတွေရနေပါပေါ့နော်အဲ့လို energy မျိုးတွေ့ရတယ်ပေါ့နော်ဒီ energy လေးကိုက်ညီတယ်ဆိုလို့ရှိရင်တော့ဆက်ကြည့်လို့ရပါတယ်ရှင်ပထမဆုံးအနေနဲ့ပိုင်းသတိလေးတွေရဲ့လုပ်ငန်းကိုကြည့်တဲ့အချိန်မှာကြတော့ပိုင်းသတိလေးတွေကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပိုင်းသတိလေးတွေကကိုယ့်ရဲ့လုပ်ငန်းတစ်ခုပေါ့နော်လုပ်ငန်းတစ်ခုမှာငွေကြေးတွေရင်းနှီးမြှုပ်နှံထားတယ်အဲ့ဒီငွေကြေးရင်းနှီးမြှုပ်နှံထားသလိုအချိန်နေပေးပြီးတော့လည်းလုပ်တယ်ကိုယ်တိုင်စူးစမ်းရုန်းကန်ပြီးလုပ်ထားတယ်ပေါ့နော်စူးစမ်းရုန်းကန်ပြီးတော့ပေါ့နော်အချိန်နေပေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတဲ့လုပ်ငန်းနေပြီးတော့လုပ်ငန်းနေပြီးတော့အောင်မြင်မှုတွေအမြတ်စွန်းတွေရလာဖို့အတွက်မျှော်လင့်နေတယ်ပေါ့နော်မျှော်လင့်နေတယ်ဆိုတော့မျှော်လင့်ဆောင်စားနေတယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်မျှော်လင့်ဆောင်စားနေတယ်အဲ့ဒီလိုတိကံပြီးမျှော်လင့်ဆောင်စားနေတဲ့အကျိုးရလဒ်တွေကနောက်တစ်ချိန်မှာကောင်းမွန်တဲ့အသီးပွင့်တွေရလာလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်အောင်မြင်မှုတွေရလာလိမ့်မယ်ပေါ့နော်ကိုယ်အချိန်ပေးပြီးစူးစမ်းရုန်းကန်ထားတဲ့အရာတွေကအောင်မြင်မှုတွေရလာနိုင်မယ်အောင်မြင်မှုတွေအပြင်ပျော်ရွှင်မှုတွေပါလာနိုင်တယ်ပေါ့နော်အောင်မြင်မှုတွေနဲ့အတူတူပျော်ရွှင်မှုတွေပါတပါတယ်ပါလာလိမ့်မယ်ပေါ့နော်ကိုစူးစမ်းရုန်းကန်အချိန်ပေးပြီးတော့ငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့အချိန်လေးပေးပြီးတော့ကြိုးစားလုပ်လာတဲ့လုပ်ငန်းကနေပြီးတော့အောင်မြင်မှုအသီးပွင့်တွေရလာပြီးတော့ပျော်ရွှင်မှုတွေပါတပါပျော်ပျော်ရွှင်မှုတွေပါတပါပဲပါလာမယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်ငွေကြီးချင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ပိုင်းသတိလေးတွေရဲ့ငွေကြီးရဆိုလို့ရှိရင်ပိုင်းသတိလေးတွေကအများနဲ့မတူတဲ့ idea မျိုးတွေရှိတယ်နောက်ကြတော့တည်ထင်စမ်းသစ်မှုတွေရှိတယ်ဥပမာအများနဲ့မတူတဲ့လုပ်ငန်းတစ်ခုကိုအများနဲ့တူတဲ့လုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုရင်တော့ပိုင်းသတိတွေကသူများနဲ့မတူတဲ့ idea တွေနဲ့စူးစမ်းတယ်တည်ထင်စမ်းသစ်ပြီးတော့စတင်စူးစမ်းလိုက်တဲ့အရာကနေပြီးတော့ငွေကြီးတွေနောင်ကမှာငွေကြီးတွေခိုင်ခိုင်မာမာဖြစ်လာဖို့အတွက်foundation တစ်ခုအခြေခံအုတ်မြစ်တစ်ခုရလာလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပိုင်းတူးလေးကစတင်ပြီးတော့စူးစမ်းလိုက်တဲ့လုပ်ငန်းတစ်ခုကနေပြီးတော့ငွေကြီးတွေမြောက်များရလာနိုင်တယ်ပေါ့နော်နောင်နာကအတွက်ငွေကြီးတွေမြောက်များရလာနိုင်တယ်ကိုစတင်ပြီးတော့လုပ်လိုက်တဲ့လုပ်ငန်းဒါမှမဟုတ်ကိုစတင်ပြီးတော့လုပ်လိုက်တဲ့ project တစ်ခုကိုကုမစပြီးလုပ်လိုက်တဲ့အလုပ်ပေါ့နော်အဲ့ဒီအလုပ်ကနေပြီးတော့ငွေကြီးတွေမြောက်များရလာနိုင်တယ်ပေါ့နော်နောင်နာကဒီငွေကြီးတွေမြောက်များရလာနိုင်မယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ပိုင်းသတိလေးတွေအနေနဲ့အဲ့ဒီကိုလုပ်လိုက်တဲ့အလုပ်ကကိုယ့်ဘာကိုစိတ်ကူးပဲရင်းနေပြီးတော့ဘာမှမလုပ်ဘဲနဲ့စိတ်ကူးပဲရင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီငွေကြီးတွေကရလာနိုင်မှာမဟုတ်ဘူးကိုယ်တိုင်လက်တွေ့စူးစမ်းရုန်းကန်မှာဒီငွေကြီးတွေကတိုးတက်လာမယ်အောင်မြင်လာမယ်လို့တွေ့ရတယ်ပေါ့နော်နောက်တဲ့လူမှုရေးအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပိုင်းသတိလေးတွေကလူမှုရေးနဲ့ပတ်သက်လို့ရှိရင်ကြတော့ပိုင်းသတိတွေကအများနဲ့မတူတဲ့အမြင်မျိုးရှိတယ်
များနဲ့မတူတဲ့အမြင်မျိုးရှိတယ်ဒီလုပ်ငန်းတစ်ခုမှာသူများနဲ့မတူတဲ့ idea နဲ့စူးစမ်းလိုက်တယ်စင်းတီထွင်မှုလုပ်လိုက်တာကောင်းပုံပေမဲ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့နေရာမှာအများနဲ့မတူဘူးဆိုလို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူးနေရာတကာမှာအများနဲ့မတူတိုင်းအောင်မြင်တာမဟုတ်ဘူးပေါ့နော်နေရာတကာမှာအများနဲ့မတူဘဲနဲ့တယောက်တည်းကွက်ထွက်ပြီးတော့နေတာမကောင်းဘူးပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အများနဲ့မတူဘဲနဲ့တီထွင်ချမ်းဆန်းပြီးစူးစမ်းလို့အောင်မြင်မှုရလာနိုင်ပေမဲ့လူမှုရေးနဲ့ပတ်သက်တဲ့နေရာမှာအများနဲ့မတူဘူးဆိုလို့ရှိရင်တဲ့အိမ်လုံးနဲ့တယောက်တရွာလုံးနဲ့တယောက်ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့လူမှုနဲ့ပတ်သက်လို့ရှိရင်အများနဲ့မတူလို့ရှိရင်အဆင်မပြေနိုင်ဘူးပေါ့နော်တချို့ຢာတွေမှာကြတော့အမြင်မတူတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းရင်းနှီးတဲ့သူတွေနဲ့အမြင်မတူတဲ့အကျဲကြောင့်မလို့တချို့သူတွေနဲ့စကားမပြောဘဲနဲ့အေးအေးဆေးဆေးဘရိတ်ရလောက်ထားရင်လည်းတွေ့ရတယ်ပေါ့နော်အမြင်မတူတဲ့အတွက်ကြောင့်မလို့နားလည်မှုတွေလွဲပြီးတော့စကားမပြောဘဲနေတာတို့ဥမာရန်ဖြစ်စကားများတာမဟုတ်ရင်တောင်ပဲသူနဲ့ငါနဲ့အမြင်မတူတဲ့အတွက်တောင်မလို့ဆက်ညင်းမနေတော့ဘူးသူနေရှိတဲ့နေရာမနေတာပဲကောင်းလိုက်မယ်အဲဒါကြောင့်မလို့သူရှိတဲ့နေရာကိုမနေသူကိုရှိတဲ့နေရာလည်းသူမလာဘူးအဲ့ဒီလိုအေးစီစီပေါ့နော်စကားမပြောဘဲနဲ့တရားနဲ့တရားရှောင်းနေလိုက်တယ်ပေါ့နော်မခေါ်မပြောအဲကြာလာတော့တရားနဲ့တရားမခေါ်မပြောဘဲနဲ့ဖြစ်သွားတယ်ပေါ့နော်ဒါဒီလိုမျိုးဖြစ်ရမျိုးကကိုယ့်မိသားစုနဲ့လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းနဲ့လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ညီကိုမောင်နှမနဲ့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်မို့လို့ကိုယ့်အနေနဲ့အများနဲ့မတူတိုင်းမကောင်းတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့လူမှုရေးနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့အမြင်လေးပြောင်းဖို့လိုတယ်လို့တွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့အမြင်လေးကိုပြောင်းပြီးတော့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းနေရာမှာသူ့ရဲ့ခံစားချက်အတိုင်းလည်းခံစားပြီးတော့ပြောရမယ်ဆိုသူ့ကိုနားလည်မှုတွေပေးလိုက်ပေါ့နော်ကိုယ့်ရဲ့ညီကိုမောင်နှမဆိုလို့ရှိရင်ကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုသူတို့ရဲ့ခံစားချက်ကိုနားလည်ပေးမယ်ဥပမာနားလည်ပေးမယ်ဆိုလို့ရှိရင်သူကိုချင်းစာပေးလိုက်မယ်နားလည်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီပထမမကောင်းတဲ့လူအခြေအနေကနေပြီးတော့ပေါ့နော်ပြောရမယ်ဆိုမခေါ်မပြောပဲဖြစ်နေတဲ့အခြေအနေကနေပြီးတော့ကိုကသူတို့ကိုနားလည်မှုပေးလာတယ်ကိုယ့်ရဲ့အမြင်လေးပြောင်းလဲပြီးတော့နားလည်မှုပေးတယ်ဥပမာသူ့အမြင်ကိုမြင်ပေါ့နော်ညှိယူလိုက်တယ်ဒါမှမဟုတ်ချင်းကိုချင်းစာပေးလိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ပထမခင်မင်မှုတွေတဲ့အခုခင်မှုကပို့ပြီးတော့ခိုင်မြဲလာနိုင်တယ်ပေါ့နော်ပထမချစ်ခင်မှုတဲ့အခုချစ်ခင်မှုကပို့ပြီးခိုင်မြဲလာလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ပိုင်းသတိလေးအနေနဲ့လူမှုရေးနဲ့ပတ်သက်လို့ရှိရင်အမြင်လေးပြောင်းပေးဖို့လိုတယ်လို့ဆိုတဲ့တတိပေးချက်လေးပေါ့နော်အဲ့ဒီ energy မျိုးလေးတွေ့ရပါတယ်ပေါ့နော်ခြေရင်းမှာဆိုလို့ရှိရင်ပိုင်းသတိလေးတွေကနှစ်သက်သဘောကျတဲ့သူရှိလို့ပိုင်းသတိလေးတွေကိုလာပြီးတော့နှစ်သက်သဘောကျတဲ့သူတွေလည်းရှိနိုင်တယ်ပေါ့ရှိနေတယ်ပေါ့နော်ဒါပေမဲ့ပိုင်းသတိလေးတွေကကိုနှစ်သက်သဘောကျတဲ့လူတွေလည်းနှစ်သက်သဘောကျတဲ့အကြောင်းမပြဘူးကိုကိုနှစ်သက်သဘောကျတဲ့လူတွေကိုလည်းနှစ်သက်သဘောကျကြောင်းမပြဘူးပေါ့နော်မနှစ်သက်ဘူးလည်းမဟုတ်ဘူးနှစ်သက်တယ်လည်းမဟုတ်ဘူးဘာရှင်းမှမပြဘူးပေါ့နော်ဘာရှင်းမှမပြဘူးကိုနှစ်သက်သဘောကျတဲ့လူတွေလည်းတယောက်မှရှိနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပိုင်းသတိလေးတွေကဒီကတ်နဲ့ပြန်ချိတ်ဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်ပိုင်းသတိလေးတွေက relationship နဲ့ပတ်သက်ပြီးတော့ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့အတိတ်မှာနာကျင်စရာကြီးဝမ်းနည်းစရာကြီးရှိလိမ့်မယ်ပေါ့နော်ရှိခဲ့လိမ့်မယ်ပေါ့နော်အဲဒါကြောင့်မို့လို့ပိုင်းသတိလေးတွေကဒီ relationship နဲ့ပတ်သက်ပြီးတော့နာကျင်စရာကြီးဝမ်းနည်းစရာကြီးရှိလို့မလို့မမေ့ပြောင်းနိုင်သေးတဲ့အတွက်ကြောင့်မို့လို့ဒီ relationship နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားကြောင်းတွေကိုဘာမှမပြဘဲနဲ့ဘာအရှင်းမှမယူဘဲနဲ့ဒီတိုင်းအေးအေးဆေးဆေးနေတယ်လို့တွေ့ရတယ်ပေါ့နော်အဲ့ဒီလိုမလုပ်ပါနဲ့ပေါ့နော်ပိုင်းသတိလေးတွေကအနေနဲ့နာကျင်စရာတွေဝမ်းနည်းစရာတွေကိုအတိတ်မှာဖြစ်ခဲ့တဲ့နာကျင်စရာတွေဝမ်းနည်းစရာတွေကိုအတိတ်မှာပဲထားခဲ့လိုက်တင်ပြီပေါ့နော်ထားခဲ့လိုက်ပါထားခဲ့လိုက်မယ်ဆိုလို့ရှိရင်မေးပြောင်းနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်အတိတ်ကနာကျင်စရာဝမ်းနည်းစရာတွေကိုထားခဲ့လိုက်နိုင်မယ်မေးပြောင်းလိုက်နိုင်မယ်ဆိုလို့ရှိရင်ပိုင်းသတိလေးကိုလာကန့်လန့်တဲ့လူကပိုင်းသတိလေးတွေအနာဂတ်အတွက်ပေါ့နော်ယုံကြည်စိတ်ချရတဲ့သူပိုင်းသတိလေးတွေအပူအားလောက်တဲ့လူဖြစ်နိုင်တယ်လို့တွေ့ရတယ်ပေါ့နော်ဒီကင်းတော့ပန်တီကိုကိုကြည်ချင်းအပြင်ပိုင်းသတိလေးတွေကိုလာကန့်တဲ့သူက
ငွေကြေးနဲ့ပတ်သက်တဲ့ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့stability ဖြစ်ပြီးသားလူဖြစ်နိုင်တယ်နောက်ကြတော့သူကနေရာတနေရာမှာရှိနေပြီးသားသူဖြစ်နိုင်တယ်ပေါ့နော်ပိုင်တတိလေးတွေတဲ့အဆအရာတာလုံတဲ့သူဖြစ်နိုင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကက်လေးကိုကြည့်လိုက်လို့ရှိရင်ပိုင်တတိလေးတွေရဲ့ energy ရဆိုလို့ရှိရင်ပိုင်တတိလေးတွေရဲ့ဝတ်စားတာကြည့်လိုက်တာမန်ပုံစံလေးတာမန်လူပုံစံလေးနဲ့ဖြစ်ပေမဲ့ပိုင်တတိလေးကိုနောက်လာမဲ့သူကကြောင့်ကင်းတော့ပန်တီကင်းဆိုတာအလုံးထဲမှာဘယင်ပဲလေ။အဲ့ဒါကြောင့်မလို့ပိုင်တတိလေးတွေကိုလာကန်လန်တဲ့သူကပိုင်တတိလေးတွေရဲ့ဆအရာတာလုံတဲ့သူဖြစ်နိုင်တယ်။ဒါကြောင့်မလို့အဲ့ဒီတာလုံတဲ့သူကကိုယ် play မဲ့သူမဟုတ်ဘူးကိုယ်ကစားမဲ့သူမဟုတ်ဘူးကိုယ့်ရဲ့အနာဂတ်ကိုအထီးအမကန်ချက်ရှိတဲ့သူမျိုးပေါ့နော်ကိုယ်ကိုကာကွယ်စောင့်ရှောက်ပေးမဲ့သူမျိုးငွေကြေးနဲ့ပတ်သက်လို့ပိုင်တရီလေးတွေကအခက်အခဲဖြစ်နေရဆိုရင်တော့ငွေကြေးနဲ့ပတ်သက်လို့အကူအညီတွေပေးနိုင်တယ်တခြားကာကွယ်စောင့်ရှောက်မှုတွေလည်းအများကြီးရှိတယ်ပေါ့နော်သူက king ဆိုတော့လေဘယ်နေရာနေသူကာကွယ်စောင့်ရှောက်ပေးနိုင်တယ်တာဝန်ယူပေးနိုင်တယ်နောက်ပြီးတော့ဒီတိုင်းပေါ့ပြက်နဲ့ပလေးမဲ့သူမဟုတ်ဘူးတီငိမ့်နဲ့အနာဂတ်အတွက်လုံးဝယုံကြည်စိတ်ချရတဲ့သူမျိုးအမကန်ချက်ရှိတဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်ပိုင်တရီလေးအနေနဲ့ကိုယ်လာကန်လန်းတဲ့သူကိုလက်ခံတင်တယ်လို့ဆိုတဲ့လက်ခံတင်တယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ပိုင်တရီလေးအနေနဲ့ဒီပေါ့နော်ငါကတော့ပိုင်တရီကိုရွေးချယ်လိုက်တယ်ငါ့ကိုလာကန်လန်းတဲ့သူကယုံကြည်ရတယ်ပေါ့နော် stability ဖြစ်တယ်လို့ပြောတယ်ပေါ့ဒါကြောင့်မို့လို့သူ့ကိုငါရွေးလိုက်မယ်ဆိုပြီးတော့ဘာမှမစင်စားဘဲနဲ့ဒီတိုင်းတော့မရွေးချယ်လိုက်ပါနဲ့ပေါ့နော်ဒါကတော့ဒီကတ်ကိုကြည့်ပြီးပြောလိုက်တာပေါ့နော်ဒါပေမဲ့ဘန်တရီလေးတွေကတကယ်ပြင်မှာကိုလက်တွေ့မြင်ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့တေးသေးချာကိုယ်ကိုလာကန်လန်းတဲ့သူကိုတေးသေးချာလေးလာစုံစမ်းပါပေါ့နော်လေးလာစုံစမ်းပြီးကမှလက်ခံတင်နေဆိုမှလက်ခံပါပေါ့နော်ဒီကတ်ရတော့ပေါ့နော်ကိုယ်လာကန်လန်းတဲ့သူကလုံးဝယုံကြည်စိတ်ချရတယ်လို့တွေ့ရလို့မလို့ယုံကြည်စိတ်ချရတယ်လက်ခံတင်နေအနာဂတ်မှာအမကန်ချက်ရှိပြီးလေကောက်ကိုဆောက်ရှောက်ပြနိုင်တဲ့သူမျိုးဆိုတဲ့ energy မျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အောင်ထောင်နဲ့ကိုဆုံးဖြတ်ပါနော်တေချာလေးလာပြီးမှဆုံးဖြတ်ပါလို့တတိပေးပါတယ်ပေါ့နော်ဒီတိုင်းလက်လွတ်စပယ်ရွေးချယ်ပလိုက်မှဆိုလို့တတိပေးတာနော်2025ကိုဘယ်လိုကုံဆုံးပြီးတော့2026ကိုဘယ်လိုကူးပြောင်းသွားမလဲဆိုတဲ့ energy ကိုတွေ့ရတာကြတော့ပိုင်တရီလေးတွေကအတိတ်မှာဖြစ်ခဲ့တဲ့နာကျင်မှုတွေဝမ်းနည်းစရာတွေနောက်ထပ်ရစရာတွေကိုထားခဲ့ပြီးတော့ပိုအေဂျင့်နဲ့အနာဂတ်ပိုပျော်ရွှင်စရာကောင်းတဲ့အနာဂတ်ကိုကူပြောင်းသွားလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်အနာဂတ်ကိုတွေးပြီးတော့ပဲသွားလိမ့်မယ်ပေါ့နော်ပိုပျော်ရွှင်စရာကောင်းတဲ့အနာဂတ်ကိုပို့ပြီးတော့ agent ကိုဘွားတဲ့ကိုပို agent နဲ့အနာဂတ်ကိုပဲရွေးချယ်ပြီးဆက်သွားလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်ပျော်ရွှင်နဲ့ပဲ2026ကိုကူပြောင်းသွားလိမ့်မယ်လို့တွေ့ရတယ်ဒီနိုင်တော့ကတ်ကိုကြည်ရပြီဒါက romantic ကတ်ဆိုတော့ပိုင်တရီလေးအနေနဲ့ကိုလာကန်လန်းတဲ့သူကိုရွေးချယ်ပြီးတော့ romantic ဆန်ဆန်နဲ့ပဲ2026ကိုကူပြောင်းသွားလိမ့်မယ်လို့ပျော်ရွှင်နဲ့ပဲနော် romantic ဆန်ဆန်နဲ့2026ကိုကူပြောင်းသွားလိမ့်မယ်လို့တွေ့ရတယ်ပေါ့နော်2025မှာရှိတဲ့ဝမ်းနည်းစရာတွေကို2025မှာထားခဲ့ပြီးတော့ romantic ဆန်ဆန်ပျော်ရွှင်နဲ့ပဲ2026ကိုကူပြောင်းသွားလိမ့်မယ်လို့တွေ့ရတယ်ပဲနော်congratulation ပါအတွက်ရှင်ဒါပိုင်တရီလေးတွေရေးချက်ထားတဲ့သူလေးတွေအတွက်ကြည်ပေးတဲ့ video လေးဖြစ်ပါတယ်energy ကိုက်ညီကြလိမ့်မယ်လို့ယုံကြည်ပါတယ် energy ကိုက်ညီကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ရှင်video လေးကိုနောက်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်တတာ